MRTV ဖို့ရုပ်သံလိုင်းကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ရန်ကုန်မြို့တွင်မှာကျင်းပပြုလုပ်တဲ့ပွဲမျိုးမျိုးအခမ်းအနားမျိုးမျိုးတို့ကိုရိုက်ကူးတင်ဆက်ပေးနေတဲ့ရန်ကုန်မြင်ကွင်းကျအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးသွားမှာကတော့ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသားများနဲ့တက္ကသိုလ်ပေါင်းစုံမှကျောင်းသူကျောင်းသားများဖွဲ့စည်းတည်ထောင်ထားတဲ့ PUF အဖွဲ့ကနေပြီးတော့ HIV ရောဂါပိုးကူးစက်ခံရတဲ့ကလေးငယ်တွေကိုလှူဒန်းကျင်းပတဲ့ပွဲပဲဖြစ်ပါတယ်ဒီနေ့ပွဲအခမ်းအနားနဲ့ပတ်သက်ပြီးပရိသတ်များစုံစုံလင်လင်သိရဖို့အတွက်အခုလိုပဲရိုက်ကူးတင်ဆက်ပေးလိုက်ရပါရဲ့ရှင်ပရိသတ်များအခုတွေ့မြင်နေရတာကတော့ PUF ပရဟိတလူငယ်များအဖွဲ့ကနေဦးဆောင်ပြီး HIV ပိုးကူးစက်ခံရတဲ့ကလေးငယ်များကိုအာဟာရဒါနအလှူပြုတဲ့ပွဲခမ်းနားပဲဖြစ်ပါတယ်ဒီနေ့အခမ်းအနားကိုတော့ဒဂုံရှေ့ပိုင်းမြို့နယ်ရှိ NAC NLD AIDS Center မှာကျင်းပပြုလုပ်ခဲ့ရပဲဖြစ်ပါတယ်ဒီနေ့လူပြခြင်းနဲ့ပတ်သက်ပြီး PUF အဖွဲ့မှပရဟိတအကျိုးပြုလူငယ်တဦးနဲ့လည်းအခုလိုပဲမေးမြန်းခဲ့ပါတယ်။မင်္ဂလာပါမောင်လေး။မင်္ဂလာပါမ။မောင်လေးရဲ့နာမည်နဲ့ဒီနေ့မှာလာပြီးတော့လှူဒန်းမှုပြုတဲ့မောင်လေးတို့အဖွဲ့အစည်းနာမည်ကိုလည်းမိတ်ဆက်ပေးပါအောင်ရှင့်။ဟုတ်ကျွန်တော်နာမည်ကတော့အောင်မျိုးဟိန်းပါကျွန်တော်တို့ဒီ PUF Philanthropic Youth Fund အဖွဲ့အနေနဲ့ဒီ NAC ကလေးကျောင်းလာလှူတာပေါ့။ဟုတ်။ဒီနေ့လှူဒန်းရတဲ့ရည်ရွယ်ချက်ကိုလည်းပြပြပေးပါအောင်ရှင့်။အများစုကလေးတွေကသူတို့ဒီမှာယောဂပိုးရှိလာပြီဆိုရင်တချို့ကလေးတွေဆိုရင်ဒီမှာပြောရလို့ပေါ့တချို့ဆေးတောက်တာတွေပါလည်းရှိတယ်ပေါ့အဲ့လိုမျိုးစိတ်တက်ကြလွယ်တဲ့ယောဂမျိုးသူတို့အဲ့လိုမျိုးရှိတယ်ပေါ့အားကြောင့်မို့သူတို့တွေကိုဝမ်းပြအောင်လို့ကျွန်တော်တို့တွေနဲ့တတ်နိုင်တဲ့လောက်ပြီးတော့စူးစမ်းကူညီပေးတာပေါ့သူတို့အဖွဲ့အင်အားကောင်းလို့ဒါဘယ်နှချိန်မြောက်လှူဒန်းတာလဲပြီးတော့ဒီလှူဒန်းမှုပြီးတဲ့အခါမှာမောင်လေးတို့အဖွဲ့အစည်းကနေဘာတွေဆက်လက်လှုပ်ဆောင်သွားမလဲဆိုတဲ့လှုပ်ဆောင်ချက်တွေကိုလည်းသိချင်ပါတယ်ဒါကတော့ကျွန်တော်တို့နေနဲ့ဒါ6ချိန်မြောက်ပေါ့အခုချိန်က6ချိန်မြောက်လှူပြီးတော့ရှေ့ဆက်ပြီးတော့ကျွန်တော်တို့ကဒီလိုကလေးเจ้าတွေအပြင်တခြားဘာကเจ้าတွေနောက်ကျတော့မိဘမဲ့ကလေးတွေကိုအလုတ်ကင်ရှာဖွေပေးတာတွေနောက်ကျတော့ပညာရေးကလေးတွေကိုပညာသင်ထောက်ပံ့ကြေးတွေပေးတာတွေနဲ့တခြားမုံလုပ်ငန်းတွေကိုမှသူတို့မိဘမဲ့ကလေးတွေကိုပြန်ပြီးတော့လူစားပြန်ထည့်ပြီးတော့အဲ့မုံလုပ်ငန်းကိုလည်းအဲ့ကလေးတွေနဲ့ပဲလဲပတ်ပြီးတော့ကလေးတွေကိုလာသာပေးတဲ့စနစ်နဲ့သူတို့တွေအတွက်အလုပ်ငန်းဝင်ကိုရှာပေးသွားမှာပါရှေ့ဆက်ပြီးတော့လဲနောက်ကအားကစားအနေနဲ့လဲရှေ့ဆက်လောက်ဆောင်ဝင်ရှိပါတယ်ကလေးတွေအတွက်အားကစားဗော်လီဘောကြက်တောင်အစားကြီးပင်အကုန်ပေါ့အခုလိုဖြေချပေးခဲ့တဲ့အတွက်အမားတို့ MRTV ဖို့တစ်ဖွဲ့သားလုံးဝကျေးဇူးထူးပဲတင်ရှိပါရဲ့ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ကလည်းဆက်လက်ပြီးဆရာတော်ဘုရားမှလည်းကလေးငယ်များကိုတင်သေးသွားတော်ကြပြားကိုနှုတ်တိုက်ရွတ်ဆိုပြီးစာအံစေခဲ့ပါတယ်ဆရာတော်ဘုရားမှာအလှပြုခြင်းရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီးအခုလိုပဲမိန့်ကြားပေးခဲ့ပါတယ်မင်္ဂလာပါဦးဇင်းရဲ့ဘွဲတော်ကတော့အရှင်ဇာနေယာလင်္ကာရဖြစ်ပါတယ်ဒီနေ့ဒီကေဟာကိုလာပြီးတော့မှလူဒန်းရခြင်းရဲ့ရည်ရွယ်ချက်ကတော့ဒီကလေးတွေစိတ်ဓာတ်မကြရလေအောင်ပျော်ရွှင်ရလေအောင်လာပြီးတော့မှလူဒန်းရခြင်းဖြစ်ပါတယ်နောက်ပြီးတော့မှအခုလိုလာလူတဲ့အတွက်ကြောင့်မလို့ကလေးတွေအတွက်လည်းပဲဦးဇင်းတို့ရဲ့ဒီ Philanthropic Youth Fund အဖွဲ့ကနေပြီးတော့မှကလေးတွေပျော်ရွှင်အောင်သူတို့စိတ်ဓာတ်မကြရလေအောင်ပေါ့အဲ့ဒါကြောင့်မလို့လာလူရခြင်းဖြစ်ပါတယ်လာလူလိုက်ခြင်းရဲ့အကျိုးအဖြစ်ကလေးတွေပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားနိုင်မယ်သူတို့ငါတို့လာပြီးတော့မှစောင့်ရှောက်ပေးတဲ့လူရှိပါလားဆိုပြီးတော့မှစိတ်ဓာတ်တွေတက်ကြွလာမယ်စိတ်ဓာတ်တက်ကြွလာပြီးတော့မှသူတို့ရဲ့ကိုယ်ခံအားစွမ်းအားတွေတက်လာမယ်ကိုယ်ခံအားစွမ်းအားတွေတက်လာမယ်ဆိုရင်ကျန်းမာလာမယ်ကျန်းမာလာမယ်ဆိုရင်တက်တန်းရှည်ရှည်နေနိုင်မယ်ပေါ့အဲ့လိုလုပ်လိုက်ခြင်းအပြင်တက်တန်းရှည်ရှည်နေနိုင်ပြီးတော့မှသူတို့ဟာဒါတက်တန်းစီနေနိုင်သွားတဲ့အထီအောင်ဦးဇင်းတို့ကရည်ရွယ်ချက်ရှိပါတယ်ကျေးဇူးတင်ပါတယ်အဲ့ဒီနောက်မှာတော့ PUF အဖွဲ့မှလူငယ်များကကလေးငယ်များအတွက်မွေးနေ့ပွဲကျင်းပပေးခြင်းလက်ဆောင်ပစ္စည်းများပေးခြင်းနဲ့ဟာရဒါနထမင်းများကျွေးခြင်းတို့ကိုလည်းလှုပ်ဆောင်ခဲ့ပါတယ်ကလေးများနဲ့အတူပျော်ရွှင်စွာကစားပေးပြီးစိတ်ဓာတ်ခွန်အားများကိုလည်းမြင့်တင်ပေးခဲ့ပါတယ်ဆက်လက်ပြီး PUF အဖွဲ့မှလူငယ်များက NAC NLD AIDS Center မှအုပ်ချုပ်ရေးမှူးဖြစ်သူဦးမြင့်စောကိုလည်းဝေဒနာရှင်ကလေးများအတွက်လက်ဆောင်ပစ္စည်းများပေးရလှူဒါန်းခဲ့ကြပါတယ်
ကလေးများပညာရေးနဲ့ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းနဲ့ပတ်သက်ပြီးဦးမြင့်စောနဲ့လည်းအခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။မင်္ဂလာပါခင်ဗျာ။ဟုတ်ကဲ့။ကျွန်တော်တို့ကတော့ဒီဟောပေါ့လေဒီကလေးငယ်လေးနဲ့ပတ်သက်ပြီးတော့ပညာရေးနဲ့သူတို့စိတ်ဓာတ်ပိုင်းဆိုင်ရာလေးပေါ့လေကျွန်တော်ဟောထိန်းသိမ်းဆောက်ရှောက်ပေးရတာပေါ့ခင်ဗျာ။ဒါမျိုးတွေကတော့ကျွန်တော်လူငယ်အဖွဲ့အစည်းတွေပေါ့လေပရိသတ်အဖွဲ့တွေကတော့အချိန်ချင်းလာကြပါတယ်ကျွန်တော်လာပြီးတော့ဒီကလေးလေးတွေစိတ်ဓာတ်ပိုင်းဆိုင်ရာလေးတွေနောက်ပြီးတော့သူတို့ရဲ့အာဟာရပြည့်စုံမှုလေးတွေနောက်ပြီးတော့စိတ်ဓာတ်ပိုင်းပညာရေးလေးတွေနောက်သူတို့စိတ်ဓာတ်လေးတွေမှာသူတို့အဲ့လိုတင်ငယ်တဲ့စိတ်လေးတွေပပျောက်အောင်ပေါ့လေလူငယ်ဖွဲ့စည်းတွေကလာပြီးတော့ကျွန်တော်တို့ဒီလိုပဲအဲ့လိုပဲလာပြီးတော့အဲ့လို pride ဖွဲ့တွေကမကြာခဏလာဆောင်ရွက်ပေးတယ်ပေါ့လေဟုတ်ကျွန်တော်တို့ဒီကလေးငယ်တွေကအားလုံးကတော့ကျွန်တော်တို့ဒီpositive တွေကြီးပဲတော့မဟုတ်ပေါ့လေသူတို့ negative လည်းရှိတယ်ပေါ့တချို့ကြတော့လည်းသူတို့ရဲ့အဓိကတော့ကျွန်တော်တို့ဒီကျန်းမာရေးနဲ့ပတ်သက်လို့ကတော့ဒီ HIV ရှိတဲ့ကလေးငယ်တွေအတွက်ကတော့ကျွန်တော်တို့ဒီအစိုးရပေးတဲ့ကျွန်တော်တို့ဒီစီးဝါနောက်ပြီးတော့MSF တို့ပါတော့ဗောလေကျွန်တော်တို့ဒီနေစီမချားတို့နောက်ကျန်တဲ့ NGO ဖွဲ့စည်းရအားလို့တော့ကျွန်တော်တို့ support လုပ်ပါတယ်ခင်ဗျာဟုတ်ပရိသတ်များရှင်ဒီနေ့အခမ်းအနားကိုတော့စက်တမအကြိမ်မြောက်လှူဒါန်းမှုပြုခဲ့ရပဲဖြစ်ပါတယ်ဒီနေ့မှာတော့ HIV ရောဂါပိုးကူးစက်ခံရတဲ့ကလေးငယ်တွေအတွက်ပညာရေးနဲ့ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းတွေစိတ်ဓာတ်ခွန်အားမြင့်တင်ရေးတွေနဲ့ပတ်သက်ပြီးပရိသတ်တွေအတွက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်ဒါကြောင့်မို့ဒီနေ့ရန်ကုန်မြင်ကွင်းကျဲအစီအစဉ်ကိုဒီမှာပဲနှုတ်ဆက်ခွင့်ပြုပါရှင်ပရိသတ်များအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်